အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ Binance ရဲ့ Hola Aero အနေနဲ့မိတ်ဆက်လာတဲ့ State Stone Project အကြောင်းလေးပြောသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ State Stone Project အကြောင်းမပြောခင်ကျွန်တော်တို့ Hola Aero ဆိုတာဘာလဲဘယ်လိုလူတွေကို Binance က Aero ပေးတာလဲဆိုတာကိုကျွန်တော်အချင်းချင်းလေးပြောပြပေးပါမယ် Binance ရဲ့ Hola Aero ဆိုတာကကျွန်တော်တို့ Binance ရဲ့ native coin ဖြစ်တဲ့ BNB coin တွေကိုကင်ထားတဲ့သူတွေ BNB Hola တွေကိုပေးတဲ့ project တစ်ခုဖြစ်ပါတယ်အစီအစဉ်တစ်ခုဖြစ်ပါတယ်Hola Aero မှာအကျုံးဝင်မှုတွေ BNB coin တွေကင်ထားမယ်ဆိုရင်လည်းကျွန်တော်တို့ဒီ spot wallet တို့funding wallet တို့ထဲမှာကင်ထားလို့မရပါဘူးကျွန်တော်တို့ Binance ရဲ့ N ထဲမှာ BNB coin တွေကို flexible နဲ့ဖြစ်ဖြစ် lock ဖြစ်ဖြစ် N ထဲမှာထည့်ထားတဲ့လူတွေကိုပဲကျွန်တော်တို့ဒီ Aero မှာအကျုံးဝင်ပြီးတော့ Aero ရနိုင်မှာဖြစ်ပါတယ် Hola Aero မှာရဖို့ဆိုရင်ကျွန်တော်တို့ N ထဲမှာထည့်ထားပြီးသွားရင်လည်း BNB coin တွေကကျွန်တော်တို့ဈေးတက်သွားလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ထုတ်ရောင်းလိုက်ရင်လည်းကျွန်တော်အကျုံးသိမ့်မဝင်နိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ Binance ရဲ့ Hola Aero မှာအကျုံးဝင်မှုဆိုရင်သူတို့ကဒီ Binance ရဲ့သက်ဆိုင်ရာ team ဘက်ကနေပြီးတော့သူတို့ကြိုက်တဲ့ချိန်မှာကျွန်တော်တို့ဒီ N ထဲမှာ BNB ဘယ်လောက်ထည့်ထားလဲဆိုတာကို snapshot ယူတာကကျွန်တော် Binance ရဲ့သက်ဆိုင်ရာ team တွေကနေပြီးတော့ကျွန်တော်တို့ snapshot ယူတာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဘယ်နည်းနေ့မှာ N ထဲမှာရှိရမယ်ဘယ်နည်းနေ့ကနေဘယ်နည်းနေ့ထိရှိရမယ်ဆိုတာကကျွန်တော်တို့ကြိုပြီးတော့မသိနိုင်ပါဘူး။သူတို့ကြီးညာတဲ့ချိန်မှာပဲကျွန်တော်တို့သိရတယ်ပေါ့နော်။ကျွန်တော်သူတို့ snapshot ယူတဲ့ချိန်မှာကျွန်တော်တို့ရဲ့ BNB coin တွေက N ထဲမှာရှိမနေဘူးဆိုရင်လည်းကျွန်တော်ဒီ Binance ရဲ့ Hola Aero မှာ Aero မရနိုင်ပါဘူးဆိုတော့ကျွန်တော်တို့ဒီ Hola Aero ဆိုတာကကျွန်တော်တို့ BNB coin တွေကို Binance ရဲ့ simple N ထဲမှာ flexible နဲ့ဖြစ်ဖြစ် lock ဖြစ်ဖြစ် N ထဲမှာထည့်ထားတဲ့သူတွေပဲရနိုင်တဲ့ project တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Binance မှာ Hola Aero အနေနဲ့ပေးသွားတဲ့ project ကတော့ကျွန်တော်ဒီ State Stone project ပေါ့နော်ကျွန်တော် token အနေနဲ့ကတော့ STO token State Stone token ပေါ့နော်ကျွန်တော်ဒီ Binance ရဲ့ Hola Aero အနေနဲ့မိတ်ဆက်လာတာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာကျွန်တော် State Stone project က blue project လဲဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာပြထားတယ်ပေါ့နော်ကျွန်တော်ဒီမှာ18ခုမြောက် project အနေနဲ့မိတ်ဆက်လာတဲ့ Hola Aero ဖြစ်18ခုမြောက် Hola Aero ဖြစ်မိတ်ဆက်လာတဲ့ project တစ်ခုဖြစ်တယ်ကျွန်တော်ဒီ project ကတော့ State Stone ပေါ့နော်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ State Stone project ဖြစ်တယ် STO ပေါ့နော် token STO token ဖြစ်တယ်ဒီကဘလို့ project လဲဆိုရင်တော့ကျွန်တော်ဒီမှာ decentralized omnichain liquidity infrastructure protocol တစ်ခုဖြစ်တယ်ပေါ့နော်ဘယ်အတွက်ထုတ်ထားတာလဲဆိုရင်တော့ Bitcoin Ethereum စတဲ့ကျွန်တော်ဒီ blockchain တွေမှာရှိတဲ့ liquidity ကိုတိုးတက်အောင်စီမံခန့်ခွဲဖို့အတွက်ရည်ရွယ်ထားတဲ့ project တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Binance မှာ Hola Aero အနေနဲ့ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ Binance မှာဘယ်လိုလူတွေ Hola Aero ပေးမလဲဆိုရင်တော့ကျွန်တော်ဒီမှာ Binance ရဲ့ native coin ဖြစ်တဲ့ BNB တွေကိုကျွန်တော်တို့ BNB တွေကို simple N နဲ့မှာပေါ့နော် Binance ရဲ့ simple N နဲ့မှာကျွန်တော်တို့ flexible ဒါမှမဟုတ် lock လုပ်ထားတဲ့လူတွေကျွန်တော်တို့ Binance ရဲ့ native token ဖြစ်တဲ့ BNB coin တွေကို N နဲ့မှာထည့်ထားတဲ့လူတွေကိုကျွန်တော်တို့ Aero အနေနဲ့ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Aero အနေနဲ့ပေးသွားမှာက Binance ရဲ့ native coin ဖြစ်တဲ့ BNB coin တွေကိုကျွန်တော်တို့ Binance ရဲ့ simple N ထဲမှာ29ရက်4လကနေစပြီးတော့29ရက်နေ့4လအထိအန်ထဲမှာ BNB coin တွေထည့်ထားတဲ့သူတွေပဲဒီ project ရဲ့ STO token တွေကို Aero အဖြစ်ရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ STO token ကကျွန်တော် Binance မှာဘယ်နေ့မှ list လုပ်မလဲဆိုရင်ကျွန်တော်တို့9လပိုင်း2ရက်နေ့မှာ Binance မှာ list လုပ်မှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီမှာ USDT pair နဲ့ trade လို့ရမယ် USDC BNB FTUSD တောင်းမဟုတ် TRY pair တွေနဲ့ကျွန်တော်တို့ Binance ပေါ်မှာ trading ပြုလုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအောက်မှာ State Stone project ရဲ့ tokenomics အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ token အကြောင်းကိုကြည့်မယ်ဆိုရင် token နာမည်က State Stone STO token ကျွန်တော်တို့ total supply အနေနဲ့ကကျွန်တော်တို့1 billion ပေါ့နော်STO token စုစုပေါင်း1 billion ထိရှိမယ်ကျွန်တော်တို့ဒီမှာ total supply က1 billion ပေါ့နော်ကျွန်တော်တို့ Binance ရဲ့ Hola Aero မှာ Aero ဖြစ်ပေးသွားတဲ့ token စုစုပေါင်းက total supply ရဲ့ကျွန်တော်တို့ 1.5% ပေါ့နော် total supply ရဲ့ 1.5% STO token စုစုပေါင်း15သန်းကိုကျွန်တော်တို့ Hola Aero ဖြစ် BNB ကင်ထားတဲ့သူတွေကိုကျွန်တော်တို့ပေးသွားတာဖြစ်ပါတယ်ကျွန်တော် BNB coin တွေကို29ရက်4လနေပြီးတော့4လ29ရက်အထိကျွန်တော်တို့အန်ထဲမှာထည့်ထားတဲ့သူတွေကိုပဲကျွန်တော်တို့ Aero အနေနဲ့ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ circulating supply ပေါ့နော်ကျွန်တော် Binance မှာ list လုပ်ပြီးချိန်မှာဈေးကွက်ထဲမှာ level မဲ့ circulating supply ကကျွန်တော်တို့ total supply ရဲ့ 22.53% ကျွန်တော်ဈေးကွက်ထဲမှာ level မှာဖြစ်ပါတယ်ကျွန်တော် smart contract နဲ့ network ကိုကြည့်မယ်ဆိုရင်ကျွန်တော် BNB smart chain ပေါ်မှာရှိမယ်ကျွန်တော် Ethereum chain ပေါ်မှာရှိမယ်ပေါ့နော်
Binance မှာ list လုပ်ပြီးချိန်မှာကျွန်တော်တို့ State Stone project အကြောင်းကိုအသေးစိတ်သိချင်လို့ရှိရင်ဒီမှာ Binance ရဲ့ research report မှာကျွန်တော်တို့ State Stone project အကြောင်းကိုအသေးစိတ်ဖတ်လို့ရတယ်ပေါ့နော်အခုလက်ရှိတော့ကျွန်တော်တို့ဒီ Binance မှာမရှိသေးဘူးပေါ့နော်ခုလက်ရှိကတော့ကျွန်တော်တို့ဒီမှာတော့ဖတ်လို့မရသေးဘူး Binance မှာမတင်ထားသေးဘူးပေါ့နော်ဒီအောက်မှာတော့ကျွန်တော်အပေါ်မှာပြောထားသလိုပဲဒီ Binance ရဲ့ Hola Aero အကြောင်းပေါ့နော်ကျွန်တော်ဒါအပေါ်မှာပြောပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ STO token နာမည်က State Stone STO token ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့Binance ရဲ့ Hola Aero အနေနဲ့ STO token စုစုပေါင်း total supply ရဲ့ 1.5% STO token စုစုပေါင်း15သန်းကိုကျွန်တော် Aero ဖြစ်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ STO token ကင်ထားတဲ့သူတွေအနေနဲ့ဘယ်လိုအခွင့်အရေးတွေရနိုင်မလဲဆိုရင်တော့ကျွန်တော်တို့ STO token က State Stone project ရဲ့ native token ဖြစ်ပါတယ် native utility token ပေါ့နော်ဆိုတော့ကျွန်တော်ဒီ STO token ကင်ထားတဲ့သူတွေအနေနဲ့ကျွန်တော်တို့ protocol governance နဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေမှာမဲပေးနိုင်တာတွေကျွန်တော်တို့ protocol အတွင်းမှာ STO token တွေကို stake လုပ်ပြီးတော့ reward တွေလည်းရရှိနိုင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ STO token ကင်ထားတဲ့သူတွေအနေနဲ့ရနိုင်မဲ့ခွင့်ရေးတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်